ကျမတို့လေးမျက်နှာမျိုးနဲ့ရဲ့လာတို့စီးပွားရေးလေးတစ်ခုဖြစ်တဲ့ဒီကလောဦးကနေပြီးတော့ဒီကလောမှုံပေါ့နော်ကလောမှုံထုတ်လုပ်ပုံအစင်းစင်းကိုမတည်သေးတဲ့လူတွေအတွက်ကျမဒီနေ့ဝေမျှပေးချင်ပါတယ်ကျမတို့နယ်ဘက်မှာဆိုလို့ရှိရင်တမိုးရင်းလုံးစိုက်ထားတဲ့ကလောတွေကအခုချိန်ဆိုလို့ရှိရင်တူဖို့အစင်းသေးဖြစ်နေပြီပေါ့နော်ဒါကတော့ကျမတို့ကလောပင်နေပါကျမတို့ဘက်မှာကြတော့ဒီဟာကိုကလောလို့ပဲခေါ်တာပေါ့နော်ပီလောပီနန်လို့တော့ဘယ်သူမှတော့မခေါ်ကြဘူးပေါ့နော်ဒီဟာဆိုရင်တော့ကလောပုံမှာဆိုလို့ရှိရင်ဒါသူကအပုံလုပ်ပြီးတော့ဒီအယိုးပေါ့နော်ဒီကလောယိုးလေးကိုထိုးပြီးတော့တမိုးရင်းလုံးစိုက်ထားတာအခုချိန်ကတော့ဒီကလောဥတူးရတဲ့အချိန်ကိုရောက်ပြီပေါ့နော်အဲ့တော့ဒီရလာတဲ့ကလောဥတွေကိုကျမတို့ကကလောဆက်ပိုင်ရှင်တွေရှိကိုသွားပြီးတော့ဒီပိုင်ရှင်တွေကဒီချက်ပိုင်ရှင်တွေကရောင်းရတဲ့ပုံစံမျိုးနဲ့ဒီအလုပ်လုပ်ကြတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဒီဟိုမှာမြင်နေရတဲ့ဒီအစိမ်းလူရအောင်လေအဲ့ဒီအပင်တွေအကုန်လုံးကဒီကလောတွေပဲအဲ့တော့ကျမတို့ဒီကားလန်းရဲ့တစ်ဖက်တစ်ချက်မှာဆိုလို့ရှိရင်အကုန်လုံးခြံရှိတဲ့လူတိုင်းကအကုန်လုံးကလောကိုစိုက်ကြတာပေါ့နော်အဲ့တော့ကားလန်းကနေပြီးတော့ကျမတို့ကားဖြတ်မောင်းသွားပြီးဆိုတာနဲ့အရင်ဆုံးမြင်ရတာဒီကလောခင်းတွေပဲပေါ့နော်ဒီနေ့ကျမရွာကိုပြန်ရင်းနဲ့အဲ့ဒါဒီကလောအကြောင်းလေးကိုရိုက်ပြမယ်ဆိုပြီးတော့ဒါစိတ်ရွာကလေးလေးကိုတူးခိုင်းတာဒီကလောတပုံမှာဆိုလို့ရှိရင်ကျမတို့အချိန်ရလေ3ပိတ်တာနေပြီးတော့3ပိတ်တာခွဲလောက်အထိပေါ့နော်ဒီပုံမှန်ကဒီကလောပုံတပုံမှာထွက်တယ်ပုံမှန်ဆိုတော့ဒါသေးသေးတာပေါ့နော်သေးသေးတာပုံမှန်ဆိုလို့ရှိရင်တချို့ကြီးတဲ့ဦးကြီးတွေဆိုရင်တော်တော်ကြီးတယ်ဒါပြုတ်စားအောင်ဆိုပြီးတော့တူးကြတာပေါ့နော်အဲ့ဒါဒီခိုင်းဆိုလို့ရှိရင်ဒါနောက်နှစ်ပြန်ပြီးတော့ဒီပိုင်ရှင်တွေကပြန်ဒီအားတွေကိုတင်ထားတယ်ခိုင်းတွေကိုပြန်တင်ထားပြီးတော့နောက်နှစ်အတွက်ပြန်ပြီးတော့စိုက်ကြမယ့်ဟာမျိုးတွေပေါ့နော်အဲ့တော့ကျမတို့ဒီကလောဦးကနေပြီးတော့ကလောမှုံဘယ်လိုမျိုးလုပ်လဲဆိုတဲ့ဟာကိုကျမတို့ channel မှာ closet ထဲမှာသွားပြီးတော့လေ့လာကြမယ်အဲ့တော့ဒီ closet ထဲကိုရောက်ပြီးဆိုတာနဲ့အရင်ဆုံးမြင်ရမှာဒီဝန်ထမ်းလေးတွေရဲ့အိမ်ယာလေးတွေပေါ့နော်ဝန်ထမ်းတွေရဲ့တဲလေးတွေဒါယာယီတဲလေးတွေပေါ့သူကကြတော့လာတို့စီးပွားရေးဖြစ်တာပေါ့နော်လာတို့စီးပွားရေးဖြစ်အလွန်ဆုံး3လနေပြီးတော့4လလောက်ပဲဒီအလုပ်ကိုလုပ်ကြရတာဖြစ်တဲ့အတွက်ယာတီပေါ်လုပ်ကြတာဖြစ်တဲ့အတွက်ဒီလိုမျိုးကလောဆက်ပိုင်ရှင်တွေရောအဲ့ဒီကလောဆက်မှာအလုပ်လုပ်မဲ့ဝန်ထမ်းတွေရောအဲ့လိုယာယီတဲလေးတွေစောက်ပြီးတော့ထားပြီးတော့နေရတာပေါ့နော်ကျမတို့ငယ်ငယ်တုန်းကလည်းဒီလိုပဲနေခဲ့ရတာပါအဲ့တော့ကျမတို့ကကလောဆက်ထဲကိုရောက်လာတဲ့ဥတွေပေါ့နော်ဒီကလောဥတွေကိုအကြီးရဲ့အသေးရဲ့ဆိုပြီးစိုက်နှမျိုးခွဲပါတယ်အကြီးဟိုကကြတော့ကျမတို့ငယ်ငယ်တုန်းကဒီချစ်သားနဲ့ချစ်တာပေါ့နော်ချစ်သားနဲ့အပြောင်ချစ်လိုက်တော့ဥတွေကဖွေးတန်နေတာဖြစ်တယ်အဲ့ဒါကိုကြတော့ရှယ်မှုန့်လို့ခေါ်လိုက်တာပေါ့နော်ခေါ်ပြီးတော့ရိုးရိုးဥလေးတွေကကြတော့ဖင်ပြက်ကောင်းဖြက်လုပ်တယ်ကျမတို့အမျိုးသားတွေကအဲ့ဒီဟာကိုရေကန်ထဲကိုထက်ခုံပနက်တွေနဲ့တက်နေလဲပြီးတော့အခွန်ချွတ်တဲ့ပုံစံမျိုးနဲ့လုပ်တာပေါ့နော်အဲ့လိုဥကိုကြတော့ကျမတို့ကရိုးရိုးအမှုန့်ကိုခေါ်တာပေါ့နော်အခုကကြတော့အကုန်လုံးဆက်တင်နေပဲလှုပ်တော့တာဖြစ်တယ်အဲ့လိုစနစ်တော့မရှိတော့ဘူးတဲ့အဲ့တော့ဆက်စပြီဆိုတာနဲ့ဒီဆက်ကြီးကိုစနှိုးပြီဆိုတာနဲ့ဒီဝန်ထမ်းတွေအကုန်လုံးကစပြီးတော့ဒီကလောကျိတ်ဖို့အတွက်စပြီးလေဘက်ကပြီပေါ့နော်အဲ့တော့အရင်ဆုံးဘာလုပ်ကြလဲဆိုရင်သူတို့ကဒီလာရောင်းထားတဲ့ကလောတွေကိုချိန်ရတာပေါ့နော်ချိန်ရတယ်ဘယ်လောက်ထွက်လဲပေါ့နော်ဒီနေ့ကလောကင်းကဘယ်လောက်ထွက်လဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီတချင်းကိုပိတ်တာအချိန်20ရှိပါတယ်အဲ့တော့ဒီအမဆိုလို့ရှိရင်ဒါဒီဆက်ပိုင်ရှင်ပေါ့နော်ကလေးလေးကအဲ့ဒါကျမတို့စေယုံမှာလာပြီးတော့ခွဲမွေးသွားတာတဲ့ဒါဥပြည့်မွေးပေးထားတဲ့ကလေးလေးပေါ့နော်အဲ့ဒါသူတို့ရဲ့မှာသွားပြီးတော့ကျမတို့ဒီနေ့ရိုက်လာခဲ့တာပေါ့နော်အဲ့တော့အရင်တော့ဆိုရင်ကိုလောက်ရတဲ့အလုပ်ကအဲ့ဒီအလုပ်ပေါ့နော်ကျမတို့ကြံရည်တီကျောင်းပိတ်ပြီးဆိုတာနဲ့ဆက်ထဲမှာကူပြီးတော့အလုပ်လုပ်ရတယ်အဲ့ဒါဆိုရင်ကျမတာလီမှတ်ရတဲ့အလုပ်ပေါ့နော်ကျမမေမေကလည်းလုပ်တယ်ကျမကလည်းလုပ်တယ်ပေါ့နော်အဲ့ဒီအလုပ်ကကိုလောက်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အခုချိန်ကတော့အဲ့ဒီ closet ထဲကိုပြန်ရောက်သွားရင်ငငယ်တုန်းအချိန်တွေကိုတော်တော်သတိရတာအဲ့ဒီဟာမျိုးတည်ပြီးပြီဆိုလို့ရှိရင်ဒါဒီနေ့အချိန်ဘယ်လောက်ရလဲရရင်ပေါက်ဈေးအတိုင်းဖြတ်ပြီးတော့ပိုင်ရှင်ကိုပေးရတာပေါ့နော်အဲ့တော့ဒီကလောချိန်တဲ့နေရာမှာကျမတို့ဆက်ပိုင်ရှင်ရယ်ပြီးလို့ရှိရင်ဒီကလောတွေရဲ့ပိုင်ရှင်ပေါ့နော်ကလောခင်းရဲ့ပိုင်ရှင်ရဲ့အလို2ယောက်နေရတာပေါ့နော်ဒါဆိုလို့ရှိရင်တော့စပြီးတော့ကြိတ်ပါပြီစပြီးတော့ဒီအခွန်ချွတ်ပြီပေါ့နော်အခွန်ချွတ်ပြီဒီဆက်ကကြတော့ဒါကျမတို့အခွန်ချွတ်တဲ့ဆက်ပေါ့နော်အဲ့ဒီအခွန်ချွတ်တဲ့ဆက်တွေကိုကလောဥတွေထည့်လိုက်မယ်ထည့်ပြီးအပေါ်မှာပိုက်ကလေးရှိတယ်အဲ့ဒီပိုက်ကကြတော့တောက်လျှောက်ရေကျနေတာပေါ့နော်ရေဆေးပေးနေတဲ့သဘောပဲပေါ့နော်ပြီးလို့ရှိရင်ကျမတို့ကဒီမှာရေဆေးပြီးလို့ရှိရင်ထွက်လာတဲ့အခွန်ချွတ်ပြီးလို့ရှိရင်ထွက်လာတဲ့ဥတွေပေါ့နော်အခွန်ကတော့ဆက်နေလောက်တာဖြစ်တဲ့အတွက်တေချာလေးတော့မပြောင်းဘူးပေါ့နော်ဒါပေမဲ့တော်တော်များများတော့တန့်စင်သွားတယ်အဲ့ဒီဟာကိုကျမတို့ကဒီမှာဒီအစိမ်းပုံးလေးကိုထည့်ပြီးတော့ကြိတ်မှာပေါ့နော်
အဲ့ဒီမှာဆိုရင်ဒါကျိတ်ဆက်ကြီးပါကျိတ်ဆက်ကိုတော့တေးချာလေးတော့ထဲထဲကိုရိုက်ပြလို့ကအဆင်မပြေဘူးအဓိကသူကလေဒီကလောစာတွေပေါ့နော်ဒီမှာဒီလိုကျိတ်ပြီးဆိုရင်အထက်ကအစတွေကထွက်နေတာဖြစ်တဲ့ဖုန်းကိုလာဆင်လာဖြစ်တဲ့ရိုက်လို့တိတ်အဆင်မပြေလို့ပါဒါကလောကိုဒါကျိတ်နေတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်အဲ့လိုကလောကျိတ်ပြီးပြီဆိုတာနဲ့ရလာတဲ့အနှစ်ဖက်ရှိတယ်အဲ့ဒီကလောရဲ့အနှစ်ဖက်ကိုလူတွေကပေါ့နော်ကျမတို့ဒီမျိုးသားတွေကလေအနှဲစင်ပေါ်မှာတင်ပြီးလက်နဲ့နှဲရတာလက်နဲ့အနှစ်တွေပေါ့နော်ကလောနှစ်တွေရအောင်လို့နှဲရတာအခုကတော့ဒီလိုမျိုးအနှစ်တွေရပြီဆိုတာနဲ့ဟိုဘက်မှာအဲ့ဒီအနှစ်တွေကိုနှဲတဲ့ဆက်ပေါ့နော်ကလောအရေထွက်အောင်နှဲတဲ့ဆက်ရှိကိုပို့ရတာပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ကျမတို့ခုနှစ်ကအစိမ်းဘုံနဲ့ကနေပြီးတော့ကြိတ်ပြီးတော့ထွက်လာတဲ့ဒီကလောအနှစ်တွေပါကလောအနှစ်ဖက်တွေပေါ့နော်အဲ့ဒါတွေကနေတဖြည်းဖြည်းပြီးတော့ဟိုဘက်အချမ်းကိုရောက်မှာပေါ့နော်အဲ့ဒီဘက်အချမ်းမှာကျလို့ရှိရင်ဒီမှာရေရဲအဲ့ဒီဖက်တွေကိုပြန်ပြီးတော့အဲ့ဒီဆက်နဲ့ပြန်ပြီးတော့နှဲတာပေါ့နော်နှဲဆိုအဓိကကျတော့ခုနကကျွန်မပြောသလိုပေါ့ကလောအနှစ်ရအောင်နှဲတဲ့သဘောပဲပေါ့နော်ဒီမှာဒီလိုမျိုးနှဲတာပါတောက်ချောက်ဒီဆက်တွေကတော့ run နေရတာပေါ့နော်run လို့ရှိရင်ကျမတို့ဒီမှာဒီ pipe ကနေပြီးတော့ခုနကကျမတို့အနှစ်တွေပေါ့နော်ကလောအနှစ်ရေတွေကဒီ pipe ကနေပြီးတော့တောက်လျှောက်သွားပြီးလို့ရှိရင်ကျမတို့ဒီမှာအထိုင်ခံမဲ့ကန်လေအဲ့ဒီအထက်တွေကိုရောက်ပါမယ်ဒီမှာတောက်လျှောက်ကအကုန်လုံးကဒါတွေကကျတော့တာလဘက်ရယ်ဝါးရယ်ကိုသုံးပြီးတော့ကန်ပုံစံမျိုးတွေလောက်ခါတာပါကျမတို့ငယ်ငယ်တုန်းကတော့ဇလားတွေကိုထည့်ရတာပေါ့နော်အခုတော့ဇလားခေမရှိတော့ဘူးအကုန်လုံးတာလဘက်တွေနဲ့ဝါးတွေနဲ့ညှက်ပြီးတော့ကန်ပုံစံလုပ်တဲ့အထက်တွေကိုဒီပိုက်ကနေသွားပါတယ်အဲ့တော့ဘာမှအစီအနှစ်မရှိတော့တဲ့ကလောရဲ့အစီအနှစ်မရှိတော့တဲ့အဖက်တွေကိုကြတော့ဒီဘက်အချမ်းမှာထားတယ်အဲ့ဒီကနေပြီးတော့ဘာပြန်လုပ်လို့ရလဲဆိုရင်ကျမတို့ကလောလုံးဆိုပြီးတော့နောက်ထပ်ထွက်ကုန်တစ်မျိုးထပ်ပြီးတော့ထွက်ပါတယ်ဒါကကြတော့ကျမတို့ဒီကလောအနှစ်ရလာတဲ့အရေးတွေပါအဲ့ဒီအရေးတွေကကြတော့ကျွန်တော်ဒီကန်ထဲကိုထည့်မယ်ပေါ့နော်ဒီကန်ထဲကိုဝင်တယ်ဒါအရင်ဆုံးဆက်ပြီးတော့ကြိတ်တဲ့အရေးဖြစ်တဲ့အတွက်ဒီအနှစ်ကအရေးကတအားကြီးဝါနှစ်sorry အဖြူအနှစ်ဖြစ်မနေသေးဘူးပေါ့နော်အဲ့တော့ကလောဆက်ကလေငငယ်လေးကလုပ်ခဲ့တဲ့အလုပ်ဖြစ်တဲ့အတွက်ငငယ်ဆိုကျမတို့တော်တော်ငငယ်လေးကနေပြီးတော့ကျမတို့ဘွဲရတဲ့အထိကျမအဖေတွေအမေတွေကဒီစီးပွားရေးကိုလုပ်တာပေါ့နော်အဲ့တော့ဒီမှာမသိတဲ့ step ဆိုတာတော့မရှိဘူးပေါ့နော်အကုန်လုံးတည်တည်ချာချာလုပ်တတ်တယ်ကိုတိုင်းလဲဒီထက်မှာပဲနေဒီဆက်ထက်မှာပဲနေပြီးလှုပ်လာတာဖြစ်တဲ့အတွက်အကုန်လုံးဒီလုပ်ငန်းရဲ့အကြောင်းကိုနားလည်နေတာပေါ့နော်ဒီဟာဆိုရင်တဖြည်းဖြည်းနဲ့အရေးကဒီမှာအယောင်ကခုနကအယောင်နဲ့လုံးဝမတူတော့ဘူးဖြူဖွေးနေပြီပေါ့နော်အရေးလေးတွေကအဲ့ဒါဆိုလို့ရှိရင်ကျမတို့ဒီကန်ကြီးထဲမှာအဲ့ဒါအနေထိုင်တော့မှာပေါ့နော်အနေထိုင်အောင်ထားမယ့်နေရာကြီးပါဟိုအရေးလောက်ရောက်တဲ့အထီကိုကျမတို့ကဒီကန်ကြီးတွေကိုမောင်းပြီးတော့ခြာတာပေါ့နော်ဒီအရေးတွေကိုအဲ့ဒါကိုကျမတို့ကအချိန်ဘယ်လောက်ထားလဲဆိုရင်4နာရီလောက်အနေခံပြီးတဲ့ဆိုတဲ့ခါဆိုရင်တော့ဒီမှာအနှစ်3တွေရပါပြီအဲ့ဒီအပေါ်မှာရှိတဲ့ရေအကြီးတွေကိုတွန်လိုက်ပြီးတော့ကျမတို့ဒီမှာဒီဟာကိုကြတော့အနှစ်ပေါ့နော်ကလောအနှစ်3လို့ခေါ်တာပေါ့နော်အဲ့ဒီဟာကိုကျမတို့ကအနှစ်ခူးတယ်လို့ခေါ်တယ်မနက်မိုးလင်းပြီဆိုတော့လည်းအနှစ်တွေကိုခူပေါက်တူးနဲ့ပေါက်ကတော့သူကမာပြီးတော့ကျစ်နေတာအဲ့ဒီဟာတွေကိုပေါက်တူးတွေနဲ့ပေါက်ပြီးတယ်ဆိုရင်အမျိုးသမီးတွေအမျိုးသားတွေကတဲပြီးတယ်ဆိုရင်ကျမတို့ကဒီအပြင်မှာကွင်းပြင်မှာထွက်လန်းရတာပေါ့နော်ဒါတွေဆိုလို့ရှိရင်ဒါအနှစ်ခူးထားပြီးတော့ကြံတဲ့ကန်ပေါ့နော်ဒီမှာဒီလိုကန်မျိုးကြီးဒါဆိုအကုန်လုံးအနှစ်တွေအကုန်လုံးအပြည့်ခူးပြီးသွားပြီဒါအစအနာလေးတွေပဲကြံခဲ့တာပေါ့နော်ဒီမှာအတုံးကြီးအဲ့ဒီအတုံးဆိုတာဒါအနှစ်တုံးပေါ့နော်ဒါမှတ်လန်းရသေးတဲ့အနှစ်တုံးပါအဲ့လိုကိုင်လို့အရန်ကောင်းတာ तू ကဘာနဲ့တူလဲဆိုလို့ရှိရင်လေဟိုကနေစံနှစ်နဲ့တူတာဒါဆိုလို့ရှိရင်တော့ဒါကျမမနေ့အစောကြီးကိုသူတို့ကအနှစ်လှမ်းတယ်ဒီချိန်ဆိုရင်ဒါအနှစ်ရုပ်တဲ့အချိန်ပေါ့နော်အမုံရုပ်တဲ့အချိန်ကလုံးမုံဖြစ်သွားပြီတိုင်းဆိုရင်လေအဲ့ဒါကိုကြတော့ဒါနေ့လယ်2နာရီလို့နေချစ်တောင်ပူနေတဲ့အချိန်မှာထွက်ပြီးတော့လောက်ကြတာအဲ့ဒီဟာကိုစကားလေးနဲ့လိုက်တိုက်ကြတာကျမအမေဆိုလို့ရှိရင်လေအဲ့ဒီဟာကိုလောက်ကြတယ်လူသမားတွေတူလောက်တယ်သူလည်းလောက်တယ်ပေါ့နော်ကျမတို့တော့အဲ့ဒီဟာမခိုင်းဘူးအဲ့လိုတအားနေတွေပူတော့လေအဲ့ဒီဟာတော့ငငယ်တော့မလောက်ခဲ့ရဘူးနေပူတော့တဲ့အရင်မထွက်ခိုင်းဘူးပေါ့နော်အမေကြီးကတော့အဲ့ဒီဟာကိုလောက်တယ်ဒီအချိန်ကဒါသူတို့လိုက်ပြီးတော့လေအဲ့လိုမျိုးဟိုဟာတွေကိုပေါ့နော်ဒီစကားနဲ့တိုက်လိုက်တိုက်ကအမုံလေးတွေဖြစ်သွားတာပေါ့နော်အဲ့ဒီအမုံဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီတာလဘတ်စတွေကိုတာလဘတ်ရဲ့လေးစားပေါ့နော်အဲ့ဒီအစာလေးစားအဆုံးထွက်နေတဲ့အစာလေးစားကိုအကုန်ဝိုင်းစုလဲပြီးအလဲကောင်မှာအမုံတွေအပုံလိုက်ဖြစ်သွားတာပေါ့နော်အဲ့ဒီဟာကိုကျမတို့ကဒီပီနက်အိတ်ထဲကိုထည့်ပြီးတယ်ဆိုလို့ရှိရင်တခါတည်းဒီကွင်းထဲမှာနေအိတ်ကိုချုပ်လိုက်တာပေါ့နော်ချုပ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ဒါအိတ်ကိုကလောမှုန့်သိမ်းလို့ရပြီပေါ့နော်ဒီမှာ6ဦးသွားပြီကိုင်လိုက်တာနဲ့ကိုကျွတ်ကိုဖြစ်နေတာအမှုန်နေရလေအဲ့ဒါဆိုရင်ဒါသိမ့်လို့ရတဲ့အနေထားပေါ့နော်နေရတော်တော်ပူတာထွက်ရိုက်နေတဲ့အချိန်ခဏလေးတောင်တော်တော်ပူတာ
ဒါဆိုလို့ရှိရင်ကျမတို့ဒါရောင်းဖို့အနေထားအစင်အသင်းဖြစ်ပြီပေါ့နော်ရောင်းဖို့အတွက်အစင်အသင်းဖြစ်နေပြီပေါ့ဒီ8တအိတ်မှာဆိုလို့ရှိရင်ကျမတို့ကဒီမှာကတ်တားလေးလေအဲ့ဒီကတ်တားလေးကျမတို့ချိန်တယ်အဲ့ဒီတအိတ်မှာဆိုရင်ကလောင်းအမှုံကပိတ်တာအချိန်30ရှိပါတယ်ကျမတို့ကလောင်းအချိန်100ကိုချိန်ခါမှာကလောင်းဥအချိန်100ကိုချိန်ခါမှာဒီလိုတအိတ်ပေါ့နော်ဒီလိုတအိတ်မှာအချိန်30ပေါ့နော်ဥ100ကိုဥတော့100ကိုချိန်ပြီဆိုလို့ရှိရင်ကလောင်းအမှုံအချိန်30ထွက်ပါတယ်ဒီနေ့ကတော့ကလောဆေးရတိတ်ပြီးမကောင်းဘူးတဲ့မိနစ်ကတော့ကလောဆေးရတော်တော်ကောင်းတယ်တဲ့အဲ့တော့ဒီဝန်ထမ်းကအနည်းဆုံးပေါ့နော်ဒီ closet တစ်ခုလုံးမယ်ဆိုရင်10ယောက်ကနေ15ယောက်ကြားတော့ကျမတို့လိုတယ်ဝန်ထမ်းတစ်ယောက်ကိုတစ်လကိုပေါ့နော်စရိတ်ငိမ့်သူတို့3သိန်းလောက်တော့ပေးရတယ်လို့ပြောတယ်အဓိကဟာပါပေါ့နော်ဒီလိုလားတို့အတွင်းမှာအဓိကဒီဒေတာကန်တွေအဆင်ပြေတာပေါ့နော်ဒေတာကန်ဝန်ထမ်းတွေတော်တော်လေးအဆင်ပြေတယ်ဒါကကြတော့အနှစ်ပေါ့နော်ဒီအနှစ်တွေကိုအကုန်ထုတ်ပြီးသွားပြီဆိုရင်ပိုတဲ့အဖက်ကြီးပေါ့အဲ့ဒီအဖက်တွေကိုကြတော့ကျမတို့ဒီမှာကလောလုံးလို့ခေါ်တယ်အဲ့ဒီကလောလုံးကအဲ့လိုလမ်းရတာကလောလုံးကလေအဲ့ဒီအဖက်တွေကိုမြင်မြန်လက်လက်ဆက်ဆက်ကိုအလုံးလုံးပြီးတော့လှမ်းနေဆိုလို့ရှိရင်အဆင်ပြေတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ရက်ကြသွားပြီဆိုလို့ရှိရင်အဲ့ဒီအဖက်ကအနံ့ကလေတအားနံတာအဲ့လိုကလောပုံနဲ့ကလေဘလို့နံလို့နံမဲအောင်မသိဘူးအဲ့တော့ကျမတို့ငယ်ငယ်တော့ဆိုကလောဆက်ထဲမှာနေပြီးဆိုရင်ရွာထဲကိုသွားပြီးဆိုရင်လေအဲ့ရွာထဲကလူတွေကလေနင်တို့လာရင်အဲ့လိုကလောပုံစောနံတယ်ဆိုအဲ့လိုအပြောခံရတဲ့အထီကိုနံတာဒါပေမဲ့ကိုရီးယားတော့လေအဲ့ဒီအနံ့ကိုရင်နေလို့လားမသိဘူးအဲ့လိုမျိုးနန်းတယ်လို့မတင်တာဒါပေမဲ့အခုကြာတော့မှလေအဲ့ဒီကလောဆက်ရှိရဖြစ်သွားလို့ရှိရင်အဲ့ဒီအနံ့ကတော်တော်နံမှန်းကိုတော်တော်သိတာလားဒါဆိုလို့ရှိရင်ဒီမှာဒါဒီလိုစက်ကြီးတွေနဲ့ဒီလို sorry ကားကြီးတွေနဲ့တဲတယ်တဲပြီးပြီဆိုရင်တချို့ကပေါ့နော်အဲ့လိုဈေးမကြိုက်သေးဘူးဆိုလို့ရှိရင်အဲ့လိုဂိုရောင်ထဲတွေမှာတင်ထားကြတာပေါ့နော်တဲဒီကလောမုံဂိုရောင်ထဲမှာတင်ထားတယ်တကယ်လို့ဈေးကြိုက်သွားပြီဆိုလို့ရှိရင်ကျမတို့ဒီဟင်းတတာတို့ဘာတို့မှာကြတော့ဟိုအထောင်တို့ရှားခဲတို့အဲ့ဒီမှာကကြတော့ကျမတို့ဒီအမှုံဝယ်တာပေါ့နော်ကလောမုံဝယ်တဲ့ဒိုင်တွေရှိတယ်အဲ့ဒီကလောမုံဒိုင်တွေမှာသွားပြီးတော့ကျမတို့ကရောင်းလို့ရတယ်အဓိကကိုဈေးကြိုက်တဲ့အချိန်ကိုဖျက်လိုက်တာပေါ့နော်ပတ်စံလိုတဲ့အချိန်ဆိုရင်လည်းသွားရောင်းလို့ရတယ်ဒါကကြတော့ကျမတို့ဒီကလောဆက်ထဲမှာရှိတဲ့စွန့်ပစ်ပစ္စည်းတွေပေါ့နော်အဲဒီအစွန့်ပစ်အရေတွေပေါ့နော်ရေစိုးရေညစ်လို့ခေါ်မှာပေါ့အဲ့ဒီဟာတွေကိုထွက်ဖို့အတွက်အမြောင်းပေါ့နော်မြောင်းလောက်ထားတာအဲ့တော့အဓိကကအဲ့ဒီဟာကကြတော့ပတ်ဝန်းကျင်ကိုတော်တော်ဒုက္ခပေးတဲ့အရေးတွေပေါ့နော်တအားနန်တယ်ရမ်းညစ်ပတ်တယ်ဒီကနေတဆင်ဒီဟွာလေချောင်းထဲတွေကိုသွားတယ်လို့ပြောတယ်အဲ့တော့ဒီနေ့ကနုံနုံလေးကိုပြောထားတာတသားမမငယ်တော့ကကြတော့ဒီလိုဆက်ထဲမှာဘွားကြီးတို့ဖိုးတို့နဲ့တူတူနေရတာကလော့ဆက်ကိုမမေတို့ငယ်တော့ကအခုမမေတို့ဘွားရတဲ့ဒီလုတ်ခဲ့တာဆိုပြီးတော့သူတို့အတင်းခေါ်သွားတာဒီဆက်ထဲကိုလေကပြတာဖုန်းပြရတော့တေချာအကုန်လိုက်ပြီးတော့အဲ့လိုလေ့လာနေတာပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်